နတ်ဖျားတစ်ပိုင်းလူသားပါစီယက်စ်ဟာနတ်ဖျားဘဝကိုမရွေးချယ်ခဲ့ပေမဲ့ဂရိနတ်ဖျားအားလုံးထဲမှာစွမ်းအားအကြီးဆုံးလားမင်္ဂလာပါပရိသတ်ကြီးရေဒီနေ့မှာတော့နတ်ဖျားတွေလူသားတွေနဲ့ကြောက်မက်ဖွယ်တိုင်တန်ပလူကြီးတွေကြားကအားပြိုင်မှုတားဖာတန်ရောစင်နဲ့သူရဲကောင်းတစ်ယောက်ရဲ့စွန့်စားခန်းကိုအခြေခံထားတဲ့ What of the Titans ဆိုတဲ့ဇာတ်ကားလေးကို movie recap အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်တစ်ချိန်ကကရက်ကန်ဆိုတဲ့တတဝါကြီးကိုနှိမ်နင်းပြီးလူသားတွေကိုကယ်တင်ခဲ့တဲ့နတ်ဖျားတစ်ပိုင်းလူသားပါစီယက်စ် Perseus ဟာနတ်ဖျားဘဝကိုမရွေးချယ်ပဲတာမန်လူသားတစ်ယောက်အနေနဲ့သူ့ရဲ့သားလေး Helios ကိုပြုစုပျိုးထောင်ရင်းအေဂျင့်နဲ့ဘဝတစ်ခုကိုနေထိုင်နေတာကိုတွေ့ရပါတယ်။ Perseus အတွက်အင်အားဂုဏ်သိက္ခာတွေထက်သားဖြစ်သူရဲ့လုံခြုံရေးကပိုအရေးကြီးနေတာပါ။ဒါပေမဲ့ဒီအေဂျင့်မှုဟာကြကြမခံခဲ့ပါဘူး။တနေ့မှာတော့သူ့ရဲ့ဖခင်စု Zeus နတ်မင်းကြီးကိုယ်တိုင်ရောက်လာပြီးအရေးကြီးတဲ့သတင်းတစ်ခုကိုပြောပြပါတယ်။လူသားတွေကနတ်ဖျားတွေကိုယုံကြည်မှုလျော့နည်းလာတဲ့အတွက်နတ်ဖျားတွေဟာတဖြည်းဖြည်းအားနည်းလာနေပြီးတာတာရက်စ်ငရဲခန်းထဲမှာပိတ်လောင်ထားတဲ့နတ်ဖျားတွေရဲ့ဖခင်ဖြစ်သူ Cronus ဆိုတဲ့တိုင်တန်ပီလူကြီးလွတ်မြောက်လာနိုင်တဲ့အခြေအနေဖြစ်လာနေတာပါ။ဇူကပါစီယက်စ်ကိုကူညီဖို့တောင်းဆိုပေမဲ့ပါစီယက်စ်ကတော့သူ့သားလေးကိုအန္တရာယ်ထဲမထည့်ချင်တာကြောင့်အဲ့ဒီအကြံကိုညှင်းပယ်လိုက်ပါတယ်။တစ်ဖက်မှာတော့ဇူဟာသူ့ရဲ့ညီပိုစီဒွန်နဲ့သားဖြစ်သူအာရစ်တိုကိုခေါ်ပြီးတာရာရက်စ်ရဲ့နေရန်တွေကိုပြုပြင်ဖို့တွားရောက်ခဲ့ပါတယ်။အဲ့ဒီနေရာမှာငရဲပြည်အုပ်ချုပ်သူ Hades နဲ့တွေ့ဆုံခဲ့ပေမဲ့ Hades ကသူ့ကိုငရဲပြည်ကိုပို့ခဲ့တဲ့ညီကိုတွေကိုရန်ညှိုးထားနေပြီးအာရိတ်နဲ့ပူးပေါင်းကစုကိုတစ္ဆာဖောက်လိုက်ပါတယ်။စုကိုဖမ်းဆီးပြီး Cronus လွတ်မြောက်လာအောင်စုရဲ့စွမ်းအားတွေကိုစုပ်ယူဖို့စီစဉ်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ငရဲပြည်ကတတဝါဆိုးတွေဟာလူသားကဘာကိုစတင်ကျူးကျော်လာပါတယ်။ပါစီယက်စ်နေရတဲ့ရွာလေးကိုပါမိမုံနိုင်တဲ့ချီမာယာချဲမဆိုတဲ့တတဝါကြီးတိုက်ခိုက်လာတဲ့အခါပါစီယက်စ်ဟာသားကိုကာကွယ်ရင်းသူ့ရဲ့စွမ်းအားနဲ့အဲ့ဒီဘလူးကြီးကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ဒီအဖြစ်အပျက်ကြောင့်ပါစီယက်စ်ဟာကဘာကြီးအန္တရာယ်ကြီးတဲ့ရောက်နေပြီဆိုတာကိုနားလည်သွားပါတယ်။အဲ့ဒီလိုနဲ့ဒဏ်ရာအပြင်းအထန်ရထားတဲ့ပိုစီဒွန်စီကိုတွားတွေ့ခဲ့ပြီးပိုစီဒွန်ကမတည်ခင်မှာသူ့ရဲ့သုံးခွလံကိုပါစီယက်စ်ကိုပေးအပ်ခဲ့ပါတယ်။နောက်ပြီးသူ့သားအာဂျီနော်အေဂျင်နာကိုရှာဖွေဖို့နတ်ဖျားလက်နက်တွေဖန်တီးခဲ့တဲ့ Hephaestus ကိုတွားတွေ့ဖို့မှာကြားခဲ့ပါတယ်။ပါစီယက်စ်ဟာမိဖုရားအန်ဒရိုမီဒါရဲ့စစ်တပ်နဲ့ပူးပေါင်းပြီးအကျဉ်းထောင်ထဲမှာပိတ်မိနေတဲ့အာဂျီနော်ကိုကယ်ထုတ်နိုင်ခဲ့ပါတယ်။သူတို့အဖွဲ့ဟာ Hephaestus ရှိရာကျွန်းကိုခရီးထွက်ခဲ့ပြီးလမ်းမှာမျက်လုံးတစ်လုံးနဲ့ရှိတဲ့ Cyclops ဘီလူးကြီးတွေနဲ့အပြင်းအထန်တိုက်ခိုက်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ Hephaestus ကိုတွေ့ဆုံနိုင်ခဲ့ပြီးတာရာရက်စ်ထဲဝင်နိုင်မဲ့လျှို့ဝှက်ဝင်ကပါ Labyrinth အကြောင်းသိရှိခဲ့ပါတယ်။ဒါပေမဲ့အာရီရောက်လာပြီးသူ့ဖခင်ဖြစ်သူ Hephaestus ကိုတတ်လိုက်တဲ့အတွက်ပါစီယက်စ်တို့ဟာဝင်းကပါထဲကိုထွက်ပြေးဝင်ခဲ့ရပါတော့တယ်။ဝင်းကပါအတွင်းမှာတော့လမ်းတွေဟာအဆက်မပြတ်ပြောင်းလဲနေပြီးပါစီယက်စ်ဟာနွားကောင်းလူကိုရှိတဲ့မီနိုဒေါမနတာနဲ့အသက်ရှင်မရမယ့်တိုက်ပွဲကိုဆင်နွှဲခဲ့ရပါတယ်။နောက်ဆုံးမှာတော့တာရာရက်စ်ရဲ့အလဲဗဟိုကိုရောက်ရှိပြီးအာရိရဲ့ညှဉ်းပန်းမှုကိုခံနေရတဲ့စုကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒီအချိန်မှာ Hades ကစိတ်ပြောင်းလာပြီးစုကိုပြန်ကူညီခဲ့ပါတယ်။ဒါပေမဲ့တိုင်တန်ပီလူကြီး Cronus ကတော့အပြေအဝနိုးထလာပါပြီ။နောက်ဆုံးတိုက်ပွဲမှာပါစီယက်စ်ဟာစုရဲ့လျှက်စီးပိုစီဒွန်ရဲ့သုံးခွလံနဲ့ Hades ရဲ့ခရင်ခွတွေကိုပေါင်းစပ်ပြီးအစွမ်းထက်လက်နက် Spiratrium ကိုဖန်တီးခဲ့ပါတယ်။စစ်တပ်တွေအသက်ဆုံးတိုက်ခိုက်နေချိန်မှာပါစီယက်စ်ဟာAgassus မြင်းပြန်ကိုစီးပြီး Cronus စီကိုတိုးဝင်သွားခဲ့ပါတယ်။နတ်ဖျားတွေကအားနည်းလာတဲ့ Cronus ကိုထိန်းထားပေးချိန်မှာပါစီယက်စ်ကလှန်ကြီးနဲ့ Cronus ရဲ့ပါးစပ်ထဲကိုထိုးဆိုင်လိုက်တဲ့အခါတိုင်တန်ပီလူးကြီးဟာတစစီပောက်ကွဲပျက်စီးသွားပါတော့တယ်။အဆုံးမှာတော့ပါစီယက်စ်ဟာနတ်ဖျားဖြစ်ဖို့မရွေးချယ်ပဲသူ့သားနဲ့အတူလူသားဘဝကိုသာပြန်လည်ရွေးချယ်လိုက်ပါတယ်။ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ပေးဖို့မမေ့နဲ့အောင်တော့အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ။